တငယ်ချင်းအစ်စ်ကျောင်းဝင်းထဲမှာနှင်းတယောက်မျက်နှာငယ်လေးနဲ့ရက်နေတယ်။သူကဒီနေ့မှကျောင်းပြောင်းလာတဲ့ကလေးမလေးပါ။တခြားကလေးတွေကအုပ်စုလိုက်စကားပြောရင်မောနေကြတယ်။နှင်းကတော့ဘသူနဲ့မှစကားမပြောရဲပဲခုံတန်းလေးနားမှာငိုင်နေတယ်။အဲ့ဒီအချိန်မှာပြေးဆိုတဲ့ကောင်မလေးတယောက်နှင်းနားကိုရှောက်လာတယ်။ပြေးကပြုံးပြုံးရွှင်ရွှင်နဲ့ဖော်ရွေတဲ့ကလေးမလေးပါ။ဟိုင်းနာမည်ဘလို့ခေါ်လဲ။ငါနာမည်ကပြည့်လို့ပြည့်ကစပြီးနှုတ်ဆက်လိုက်တယ်။နှင်းကရှက်ရှက်နဲ့နှင်းပါလို့တိုးတိုးလေးပြန်ဖြေတယ်။ပြည့်ကနှင်းဘေးမှာဝင်ထိုင်လိုက်တယ်။ကျောင်းပြောင်းလာတာလား။စိတ်မပူနဲ့နော်။ဒီကျောင်းကကောင်းပါတယ်။ဆရာမတွေကလည်းအယမ်းကျင်နာတယ်။လို့ပြည့်ကပြောပြတယ်။နှင်းကပြည့်ရဲ့စကားတွေကြောင့်စိတ်သက်သာရသွားတယ်။သူတို့နှစ်ယောက်စာသင်ခန်းထဲကိုအတူတူလျှောက်သွားကြတယ်။စာသင်ခန်းထဲရောက်တော့ပြေးကနှင်းကိုတခြားတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်။ဒါကနှင်းနဲ့သူကငါတို့ရဲ့တငယ်ချင်းအစ်စ်တခြားကလေးတွေကလည်းနှင်းကိုပြုံးပြပြီးနှုတ်ဆက်ကြတယ်။နှင်းတယောက်ပျော်ရွှင်သွားတယ်။သူအခုဘလို့မှမရှက်တော့ဘူး။အဲ့ဒီနေ့ကစပြီးနှင်းနဲ့ပြေးဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြတယ်။ကျောင်းမှာလည်းနှင်းတယောက်ပျော်ပျော်ရွှင်ရွှင်နဲ့စာသင်နိုင်ခဲ့ပါတယ်။